ဘယ်ရီကြီးကြီးကိုမှကာလိုက်ရင်ပပလှရနဲ့စမတ်ကြနေရမယ်ဆိုတဲ့သူတွေအတွက်ဒါကတော့တက္ကနိုပိုပါစလင်း 5G ပဲဖြစ်ပါတယ်ကဲပြောတဲ့အတိုင်းတကယ်ရောစလင်းဖြစ်နိုင်ပါမလားဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရအောင်အားလုံးပဲမင်္ဂလာပါ Galaxy Mobile ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပထမဆုံးသူ့ရဲ့ Heavy လင်းမှာပိုပါစီးတွေမှာဒီကောင်ကအပေါ်ဆုံးနဲ့အပါဆုံးလို့ခံစားရတယ်ဒီဇိုင်းပိုင်းမှာလည်းတော်တော်လေး premium ဆန်လာကိုကျွန်တော်တွေ့ရတယ်ပိုပါစီးဆိုတဲ့အတိုင်း performance ဘိုင်းမှာအားရဖို့ကောင်းနေဒီနေ့စဉ်သုံးတာတွေရော normal gaming တွေအတွက်ပါအဆင်ပြေအောင်တော်တော်လေးလုပ်ပေးထားတာစလင်းဆိုပေမဲ့တခြားဖုန်းတွေလိုမျိုး battery mate နည်းနည်းလေးထည့်ပေးထား mobile နဲ့9160 mAh ကိုထည့်ပေးထားဆိုတော့တကယ်ကြီးကိုကျွတ်စီ fast charging လဲ support နေပေးအောင်မှာဆိုတော့အသေးကြာတာတွေရတယ်လေဖြစ်ချလို့မဟုတ်ဘူးအချုပ်ပြောရလို့ရှိရင်ဒီ Tecno Power Slim 5G ကကန်ရတာပေါ်လဲပေါ်တယ်ပါလဲပါတယ်ဆိုတော့ဒီပေါ့ပပနဲ့ကန်ကျင်တဲ့လူငယ်တွေအတွက်ကဒီဖုန်းကရွေးချယ်စရာဖြစ်နေမှာကျွန်တော်ခုပြောပြခဲ့တဲ့ Tecno Power Slim 5G ဖုန်းလေးလိုချင်တယ်ဆိုရင်တော့ပြင်းမြို့ရွှေတချောင်းလဲပြည့်တက်ကတူဝေးတင်ပေါက်ရှိမှရှိတယ်ကျွန်တော် Galaxy Mobile ကိုဒါရက်ဝေးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ကြမယ်